ကရအောင်ဖက်ခံခိုင်းနေရ ပရိသတ်များတောင်းပန်ပါတယ်ပရိသတ်များတောင်းပန်ပါတယ်ခင်ဗျာလေးလေးစားစားကျွန်တော်တောင်းပန်တာပါဒီဘက်ကလူရှင်တော်မတို့ကြားဘူးမှာပါအင်တာနက်လိုင်းပေါ်လည်းကြည့်ဘူးမှာပါဝိုင်းချစ်တယ်85ခုနှစ်အတွက်ကိုဇော်မင်းက250ကိုစပုံငွေပုံပေးထားတာ ဟုတ်တယ်ကျောက်ကသူ့စီ350ယူထားတာကြိုးကြီးရတော့ဥစ္စာတော်မှာဖာခန်းဆက်ကိုမကြည့်တော့ ပါတဲ့ဥစ္စာသားမဖာခန်းဆက်ကိုမသိတော့ဘူးတိတရားကိုလီနေကွာမိုက် ဥစ္စာတော်မှာကိုဖာခန်းကိုမကြည့်ဘူး ညာလုံးပါစပုံငွေက250ဟောင်းတယ်လို့တညကို2သိန်းပေးရတဲ့လူရှင်တော်ခင်ဗျာ ဒါကိုကြည့်ရမကြည့်လို့လူချင်းနေတာ အဲ့ဒါလောက်ပေးထားမှာတော့ကျွန်တော်နေနေတော့စမ်းမှဖြစ်လေမင်းပညာရှိလားပညာတက်လားကွာ အလုပ်ထဲမှာပါတဲ့စကားတွေမပြောနဲ့ ပြောတယ်ကွာက အဲ့ဒါနောက်မှရှင်းရ နောက်မှမရှိဘူးရှင်းမှာမင်းပညာတက်လား အာမင်းတက်တယ်ကွာမင်းတက်တယ်လို့အမငါ့ကိုပညာတက်လာတယ်နှစ်တောင်းကိုရှစ်ခါကြတယ်ကောင်မင်းတက်တယ် နှစ်တန်းကိုရှစ်ခါကြာ ပညာတက်တာလေးကြတယ်နော် မင်းတက်တယ်ကွာ စောမင်းမင်းမဖြေနေတာ မင်းကြတာမင်းတဲ့ သိကြလား သိကြတယ်ကွာ ဟုတ်ပြီဗျဟောင်းနေသိကြသေးတယ်ပေါ့ကျွန်တော်ကတိကတမင်းပါရှောင်းအောင်ဖြေနိုင်ဖြေမဖြေနိုင်တော့မောင်းမိလေပြန်ရင်ပြန်လို့ရတယ်ပြန်သွား ဒီချင်းကြီးမင်းပြန်မလားဒီချင်းကြီးမင်းပြန်မလားဝိကျွတ်တော်ရလဲမှာမဟုတ်လားနေ ပါတော့ချက်ဆိုတာပြီးတယ်လို့လည်းသိမှာနော် ကြောက်တော့ကိုပဲဒီမှာဒီမှာမဟုတ်လားတော့ဝက်ရှိတယ်ဟိုကစောက်နေရလေအင်းညအာ တင်းညို ဟိုမှာတက်တည်လည်းမရှိပဲနဲ့အေးမင်းပညာတက်ရဆိုဖြေနေအောင်ဖြေမေးပြီကွာ မင်းကြိုက်တာမင်း ကဲမင်းကာကြီးခါခွေဘယ်နှလုံးရှိ နှလုံးမင်းမကကြီးနဲ့ခါခွေးနှလုံးလေ အဲ့ဒါအစအဆုံးဘယ်နှလုံးရှိလို့မေးတာ သူမသိတဲ့ငါမင်းကကြီးနဲ့ခါခွေး33လုံး ဒီ33လုံးရှိတယ်နော်စောမင်းမေးမယ်ကာကြီးလို့မေးလိုက်ရင်မင်းကာကြီးနဲ့ပတ်သက်တာပြောခါခွေးမပါစေနဲ့ ကြီးစားတောင်ကောင်းတယ်မင်းကကြီးလို့မင်းလိုက်တာနဲ့ငါပြောတဲ့စကားတွေထဲမှာကကြီးတွေဖြစ်နေတယ်ခါခွေးမပါကြဘူး သိကြလားပရိသတ်များဟုတ်မှာဖြစ်နိုင်မှာမလားကာကြီးတွေကြီးပြောလို့ရလို့ ကကြီးပြောမှာ သူပြောတာဟုတ်ရင်တော့အမတို့မရှက်ပါနဲ့မကြောက်ပါနဲ့အားပေးတာမောင်နှမတွေပဲဟုတ်ရင်လက်ခုပ်တီးပြီးအားပေးမှာမဟုတ်လို့ကတော့အဲ့ဆွဲပြန်ွားကြတဲ့လူတကမနက်ဖြန်ပတ်သက်ချေတဲ့နေရာဥပဝင်နှစ်သိန်းလျှော့ထားလိုက်ကျွန်တော်ကျင်တတ်တယ် အားပြေကိုရ ကျုံးပါဦးနော်ကျုံးပါဦးနော်သူတို့နေရာပဲနော်ကျုံးပါဦးနော် အရေးကတောင်းခွဲကနဲ့ကောင်မပါဘူးလို့ ကတော့ဝယ်ပတ်သက်မယ်ကွာဟုတ်ရင်လက်ခုပ်တီးပြီးအားပေးမှာဟဲ့ဟာမေးပြီကွာ မေးလိုက် ကာကြီး ကကြီးဆိုချင်းကြောင်းကျုံကြီးကျတော့ကျောင်းလေးဖွင့်လို့ကျောင်းသွားရတာကျောင်းကျရဲ့ကျောင်းရပုံကိုချက်ကူကပေးရမယ်ဆိုတော့နေကျုံမလေးချက်တဲတာနဲ့ကျောင်းမထားနိုင်ပါဘူးကျောင်းရ လမ်းနဲ့ကျုံညီကြောတယ် ဟာဝိုင်းချေမလာဒီလား မလာကြီးကနေပဲဆိုသွားတယ်မိုင်းလာကြီးလားညမလာကြီးလား ကျောင်းကြီးကလားမိုက်လိုက်လားရှယ်မင်းငါစားလို့ထမကြည့်ဘူး ငါကူရော အရင်တိုင်းပဲ မလာကြီးတာသွား အောင်မကာကြီးတွေကြီးကိုတန်းစာဆင်ပြောသွားတာဟင်သဘောကျတယ်ကွာကာကြီး ကကြီးဆိုချင်းကြောင်းကျုံကြီးကျတော့ကျောင်းလေးဖွင့်လို့ကျောင်းသွားရတာကျောင်းဆရာကြီးကကျောင်းတော်မုံကြီးချက်ကူကပေးရမယ်ဆိုတော့နေကျုံမလေးချက်တဲတာနဲ့ကျောင်းမထားနိုင်ပါဘူးကျောင်းရ သဘောကျသွားပြီဟုတ်ပြီဗျပရိသတ်ကလည်းတခဲနဲ့လက်ခုပ်တီးတာမှန်လို့ဟုတ်ပြီခါခွေး ခါခွေးဆိုချင်းကြောင်းဒီခိတီကခက်ခဲလွန်းတော့ခဝဲသည်ခရမ်းသည်ခမ်းမြင်သည်ချက်စာနေရတော့ကျုပ်ချီတောင်ချောင်းဆိုးကုန်ပြီလား ချီတောင်ချောင်းစုကို ချီရချောင်းဆိုးဟဲ့ ဘာလို့ချိချောင်းသွားမှာတော့ကွာ ခါခွေးဆိုတော့ချီဝဲဆိုရပါငါဘာတော့ဆိုနေမင်းကခါခွေး ခါခွေးဆိုတော့ချိချောင်းဆိုကုန်လားအေးအဲ့ဒါလည်းဟုတ်တာပဲဟာမင်းကငေး ကငယ်ဆိုချင်းကြောင်းဂုံတို့ကြိုက်လို့ဆိုတာဂုံရှိရှိကိုက်ရှိနဲ့နေနေမှာကျုပ်မကဂုံတို့ကြိုက်လို့မရှိတော့ခဲခေါင်းပြီးဂုံရိတ်ချုံရင်းနေရတော့ကန်ထူးတွေကတော့ခန့်တလားကြည့်သွားသေးတယ် အဲ့ဟုတ်တယ်ကြားရင်ကျောက်ခိုင်းနဲ့လုပ်တဲ့ယူတွေအေးကငေးတော့ဟုတ်သွားပြီဗျဟုတ်ပြီဗျအဲ့ဒါဆိုကငေးပြီးတော့ အဲ့ဒီအကကြီးကဝေးရအောင်ကာကြီးကာခွေးကာငယ်ကာကြီးငါမင်းလည်းကဝေးသွားတော့ဆောင်းနေပြီးတော့ဘာဟုတ်လဲဟိုဘက်ကဖြေတာနဲ့တောက်ကလေးချိန်တယ်တခွန်းလုံးဒီမှာတမ်းကာကြီးလို့ပြောမှာတောက်ကလေးချိန်တရားတပည့်တွေကပိုင်ပါရဲ့ ကိုမလေးရကာကြီးကားငယ်ပြီးတော့ကာကြီးကိုကျွန်တော်မေးလိုက်ရင်မမေးတော့ဘာလို့လဲကားငယ်နဲ့ကာကြီးအတန်တော့သွားတူတယ်လေမမေးတော့ဘူးတူတူပဲအဲ့တော့မေးမယ်ကွာငါ ငါဆိုချင်းကြောင့်ငါတို့ရွာကငါရောက်တဲ့တုံးလေးငါမိလိုက်ဆွဲလို့ငိုင်းနဲ့ပြေးတာငုတ်ပေါ်ဖိနိုင်လဲတာငန်းပြားကြီးကိုထွက်လို့ ငါရောက်တဲ့တုံးငွေ
နေထွက်ကြဘူးအဲ့ဒါသဘောကျဟုတ်ပြီစာလုံး စာလုံးဆိုရင်ကြောင့်ဆိုရင်ဆိုတဲ့ကောင်မလေးကိုငစိန်ဆိုတဲ့ကောင်ကစကိုင်းမျိုးစစ်တနာစမ်းကြောင်းမှာစော်ကားတဲ့ဆိုလို့ဒေါ်ဆန်းကစစ်စစ်ဆက်ဆက်စစ်ဆေးလိုက်တော့ငါကြိုင်ဒီကိုထွက်လို့စာတော့ထွက်မရလို့ငါအပြန်ထွက် မကတိကတည်းက မရ你赶紧看回来。